ပြည်သက်များအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်တာအတွင်းပြည်တော်စုမြန်မာနိုင်ငံအထူးဒေသတင်မှာဖြစ်ပေါ်ခဲ့တဲ့ထူးခြားထင်ရှားတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးမယ် Weekly News အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီတစ်ပတ်အတွက်အဓိကသတင်းတွေကိုစတင်တင်ဆက်ပေးပါမယ်ခင်ဗျာကျွန်တော်နေဝီဆိုပါပထမဆုံးသတင်းအနေနဲ့တိန်နီမျိုးကမြို့ပတ်လန်းဖော်လို့ရေးစီမံကိန်းသတင်းကိုတင်ဆက်ပေးပါမယ်တိန်နီမျိုးပြအင်္ဂါရဲ့ပုံမှုဖွံ့ဖြိုးတိုးတက်စေဖို့နဲ့လမ်းမဆက်သွယ်ရေးအဆင်ပြေချုံမှုစေဖို့ရည်ရွယ်ပြီးမေလ10ရက်နေ့ကတိန်နီခိုင်ကော်မတီတွင်ရေးမှုမစ္စတာဖုန်ရှင်းချန်ဦးဆောင်တဲ့အထူးလုပ်ငန်းအဖွဲ့ဟာမြေပြင်ကွင်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်ဒီလိုစစ်ဆေးရမှာလမ်းဖော်လို့မဲ့အမီနေရာတွေပတ်ဝန်းကျင်မြေမျက်နှာပြင်တွေလမ်းမေးဝဲရာကလူနေအင်ဂျီတွေနဲ့လက်ရှိလမ်းမဆက်သွယ်ရေးကွန်ရက်တွေကိုအသေးစိတ်ကြည့်ရှုခဲ့ကြပါတယ်မစ္စတာဖုန်ရှင်းချန်ကဒီစီမံကိန်းဟာပြည်သူတွေတွားရေးလာရေးအတွက်တမကတိန်နီမျိုးရဲ့ပုံရိပ်ကိုပါမြင်နေပေမဲ့အရေးကြီးတဲ့လူထုအကျိုးပြုစီမံကိန်းဖြစ်တဲ့ကြောင့်သိပ္ပံနည်းကျစနစ်တကျရေးဆွဲဖို့သတ်မှတ်ချိန်တွင်ပြည်စည်းအောင်လုပ်ဆောင်ဖို့နဲ့ဒေသခံတွေရဲ့လူမှုစီးပွားဘဝကိုအထောက်အကူပြုမဲ့အရေးသွေးမြင့်စံချိန်မီလမ်းမိုင်းဖြစ်လာစေဖို့အထူးလေးထားမှာကြားခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာဒုတိယသတင်းအနေနဲ့ကိုကန် KI ရှီရှင်မြို့နယ်မှာရှိတဲ့ရွေးရရင်ကျေးမှုအထိမ်းအမှတ်နေမြေတစ်ခုဖြစ်တဲ့သမိုင်းဝင်ကျူးကော့ခန်တက်ဖွံ့ဖြိုးရေးသတင်းကိုဖော်ပြပေးပါမယ်ကျူးကော့ခန်တက်ပတ်ဝန်းကျင်ပုံမှုစိမ်းလန်းစုပြေလာစေဖို့နဲ့အများပြည်သူအဆင်ပြေမဲ့အဆောက်အအုံတွေတည်ဆောက်ဖို့အတွက်သာသနာရေးနဲ့အတိုင်းအသားယဉ်ကျေးမှုစီဌာနကအလူငွေလက်ခံရရှိခဲ့ပါတယ်ဒီလူငွေတွေနဲ့အထိမ်းအမှတ်နေမြေအတွင်းမှာတစ်ပင်ပန်းမှန်တွေဝယ်ယူစိုက်ပျိုးသွားမယ်အပြင်လာရောက်ပူဇော်သူတွေအဆင်ပြေမဲ့အမိုးကအဆောက်အအုံတွေကိုပါတည်ဆောက်သွားမှာပါဒါကြောင့်ရွေးရဒလိပူဇော်ပတ်သားဖို့ယူဆောင်လာတဲ့ဝက်ချက်အစားတဲ့အရေးကောင်တွေကိုစနစ်တကျပြင်ဆင်နိုင်မှာဖြစ်လို့ပတ်ဝန်းကျင်တရှင်ရေးကိုပါထိန်းသိမ်းနိုင်တော့မှာဖြစ်ပါတယ်သက်ဆိုင်ရာဌာနကလည်းအခုလူတန်းပေးကြသူတွေကိုအထူးကျေးဇူးတင်ရှိကြောင်းနဲ့ယဉ်ကျေးမှုနဲ့အကေဟစနစ်တည်ဆောက်ရေးလုပ်ငန်းတွေမှာပြည်သူတွေပုံမပါဝင်ကူညီကြဖို့နှိုးဆော်ထားကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဒေတာရင်းကလူငယ်တွေအတွက်အလောက်ကန်အခွင့်အလမ်းသတင်းကောင်းလေးပဲဖြစ်ပါတယ်အထူးဒေတာတိကျမ်းမာရေးဌာနကဒုနာပြုအကူစေဝါအကူတက်ခွဲကန်းအကူနဲ့အတက်မန်အကူစတဲ့ဘာသာရေးလေးမျိုးပါဝင်တဲ့အခြေခံကျမ်းမာရေးဝန်ဆောင်မှုတင်တဲ့အမတ်စင်တွေကိုလာမယ့်2026ခုဇွန်လလမှာအခမဲ့ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။တင်တဲ့ကာလကတော့6လကနေ10လအထိကြာမြင့်မှာဖြစ်ပြီးတင်နန်းစီအခမဲ့ဖြစ်တဲ့အပြင်နေရေးထိုင်ရေးနဲ့အစားအသောက်စရိတ်တွေကိုပါကျန်းမာရေးဌာနကတာဝန်ယူပေးသွားမှာပါ။ရှောက်ထားလူသူတွေဟာအသက်16နှစ်ကနေ35နှစ်အတွင်းပြရမယ်အပြင်အနည်းဆုံးအခြေခံပညာအထက်တန်းအဆင့်ရှိရမှာဖြစ်ပါတယ်။အင်တာဗျူးနဲ့ရွေးချယ်သွားမှာဖြစ်ပြီးစစ်ပဝင်စားသူတွေအနေနဲ့မေလ20ရက်နေ့နောက်ဆုံးထားပြီးသတ်မှတ်ထားတဲ့ Telegram Channel ကနေရှောက်ထားနိုင်ပါတယ်။တင်နန်းဆက်လက်မရရှိပါကအထူးဒေသတစ်အတွင်းရှိစေယုံစေကန်တွေနဲ့မဟာမိတ်အဖွဲ့အစည်းတွေရဲ့စေယုံစေကန်တွေမှာအလောက်ကန်တွေရှောက်ထားနိုင်မှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။စလုတ်ထခြင်းအနေနဲ့ MNDA တက်မှာ311ရဲ့တက်ရင်တစ်ခုမှာမေလ10ရက်နေ့နေ့ပိုင်းမှာကျင်းပခဲ့တဲ့2026ခုနှစ်စီရီလီကျမှုတင်တဲ့ဆင်ပွဲအကြောင်းကိုတင်ဆက်ပေးပါမယ်။မေလ3ရက်နေ့ကစတင်ပြီး2လကြာအကောင့်ထဲပေါ်ခဲ့တဲ့ဒီစစ်မြေပြင်လက်တွေ့စီရီလီကျမှုတင်တဲ့ဆင်ပွဲကိုဒုတိယတက်မှာမူဒုတိယဗိုလ်မှူးကြီးမစ္စတာရန်ဝမ်အန်တရင်မူဒုတိယဗိုလ်မှူးကြီးမစ္စတာထောင်ကျိတ်ချီနဲ့အခြားတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားမှာလေ့ကျင့်မှုကာလအတွင်းထူးချွန်ခဲ့တဲ့တက်စုမှုတွေနဲ့တင်နန်းသားတွေကိုဂုဏ်ပြုမှတ်တမ်းလွှာတွေနဲ့စုတွေအသီးသီးချီးမြှင့်ခဲ့ကြပါတယ်။ဒုတိယတက်မဟာမူကအမာစကာပြောကြားရမှာတင်နန်းစင်နာဟာအဆုံးသတ်မဟုတ်ပဲတာဝန်ထမ်းဆောင်မှုအစပြုတာဖြစ်လို့လေ့ကျင့်ရေးကရလာတဲ့ကျွမ်းကျင်မှုတွေကိုလက်တွေ့တိုက်ပွဲဆွမ်းရည်အဖြစ်ပြောင်းလဲပြီးပြည်သူကပြည့်ရထားတဲ့သမိုင်းပေးတာဝန်တွေကိုအောင်မြင်စွာထမ်းဆောင်သွားကြဖို့အလေးနဲ့တိုက်တွန်းမှကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်ပြီးမိုးရင်းကလာသွားရေးလာရေးအဆင်ပြေစေဖို့ကြိုတင်ပြင်ဆင်နေတဲ့တိန်နီကန်ကတင်ကိုတင်ဆက်ပေးပါမယ်။မိုးသက်ထန်လို့လမ်းတွေပျက်စီးတာရေဝတ်ပြီးသွားရေးလာရေးခက်ခဲတာတွေကိုကြိုတင်ဖြေရှင်းဖို့အတွက်မေလ10ရက်နေ့ကစပြီးကမုံမြို့နယ်နဲ့မမမြို့နယ်တွေမှာလမ်းမိုင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုအင်တိုက်အားတိုက်စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။မိုးရာသီကြီးလာတာနဲ့မျှလမ်းအောက်ခံမြေသားတွေပျောက်ပြောင်းလာတဲ့အနေအကနေကင်းဝေးစေဖို့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ဒေသခံပြည်သူတွေပူးပေါင်းပြီးပျက်စီးနေတဲ့လမ်းတွေကိုတည်ဆွဲတာ၊ကုန်ကျန်းတည်ယူတာ၊မြေညှိတာတွေစနစ်တကျခွဲပြီးလှုပ်ဆောင်နေကြပါတယ်။အခုလိုဆိုရနဲ့ပြည်သူလက်တွဲလှုပ်ဆောင်နေတဲ့ပုံရိပ်တွေဟာလှပတဲ့နေရဒေသကိုအထူးကတိစောက်နေကြတာဖြစ်ပြီးနောက်ထပ်လည်းလိုအပ်တဲ့လမ်းပန်းထိန်းသိမ်းရေးလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်သွားမယ်လို့သိရှိရပါတယ်ခင်ဗျာ။နောက်ထပ်သတင်းအနေနဲ့ကော့ခိုင် KI ကော့ခိုင်မြို့နယ်ကပတ်ဝန်းကျင်တန်ရှင်းသတင်းကိုတင်ဆက်ပေးကြပါမယ်။မိုးရွာသည့်ရောက်တော့မှဖြစ်လို့မြစ်ချောင်းတွေနဲ့လမ်းကြားရေနုံမြောင်းတွေမှာနှုံးတွေအမိုက်တွေပိတ်ဆို့နေတာဟာချင်းနဲ့ပိုးမတွေပေါက်ဖားပြီးကူးစက်ရောဂါတွေဖြစ်စေနိုင်ပါတယ်။ဒါကိုကြိုတင်တားဆီးဖို့အတွက်ကော့ခိုင်မြို့နယ်အုပ်ချုပ်ရေးကော်မတီကမေလ10ရက်နဲ့17ရက်နေ့တွေမှာမြို့နယ်အတွင်းကတာဝန်ရှိသူတွေမော်ဟန်ကျူရအုပ်စုကပြည်သူတွေနဲ့အတူစုပေါင်းတန့်ရှင်းရေးလှုပ်ဆောင်ခဲ့ကြပါတယ်။လူရင်းအားကိုတိကျစွာခွဲဝေပြီးလမ်းမပေါ်ကအမိုက်တွေရေမြောင်းတွေနဲ့မြစ်ချောင်းတွေကလုံးမီတွေကိုပတ်ဆောင်ရှင်းနေခဲ့ကြပါတယ်။ရက်တာစုပေါင်းလှုပ်ဆောင်ပြီးနောက်မှာတော့နေမီအတွင်းပတ်ဝန်းကျင်တန့်ရှင်းရေးတည်တစွာကောင်းမွန်လာပြီးရေစီးရေလာတွေလည်းပုံမှန်ပြန်ဖြစ်သွားတဲ့အတွက်ပြည်သူတွေအတွက်ဘေးကင်းလုံခြုံနေထိုင်မှုပတ်ဝန်းကျင်ကိုဖော်ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ဆုံးချင်းအနေနဲ့လောက်ကိုင်မြို့ကျင်းစန်းချိန်မြို့နယ်မှာကျင်းပခဲ့တဲ့ရက်ကွက်လူထုစီဝေးပွဲအကြောင်းတင်ဆက်ပေးပါမယ်မေလ23ရက်နေ့နေ့ပိုင်းကရန်ကုန်တိုင်းမှာကျင်းပခဲ့တဲ့ဒီအစည်းအဝေးကိုဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမစ္စတာရောင်ကြိုက်ဝမ်အပါအဝင်တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်အစည်းအဝေးမှာမင်္ဂလာဆောင်တဲ့နာရီတွေမှာအကျွေးမွေးရွှေရှင်ဖို့တိုက်တွန်းချက်တွေကိုရှင်းလင်းပြောကြားခဲ့သလိုမူစီဝါကင်းစင်နဲ့ဘေးကင်းလုံခြုံတဲ့နေမျိုးဖြစ်စေဖို့ပြည်သူတွေပူးပေါင်းပါဝင်ကြဖို့တိုက်တွန်းခဲ့ပါတယ်ဒါအပြင်တာဝန်ရှိသူတွေကမီးရအယောင်းဝယ်နေခင်ရှောက်ထားခြင်းကိစ္စရည်ကြီးရေရှမ်းမှုနဲ့မြေပြိုမှုအပါအဝင်သဘောဘေးနေကာကွယ်ရေးကိစ္စအစားအသောက်ဘေးကင်းလုံခြုံရေး
ကိစ္စရပ်တွေကိုပါအသေးစိတ်ဆွေးနွေးခဲ့ကြပါတယ်အခုလိုလူထုစီဝေးကျင်းပခြင်းဟာအုပ်ချုပ်ရေးကော်မတီနဲ့ပြည်သူကြားဆက်သွယ်ရေးကိုပုံမကောင်းမွန်စေပြီးဒီနေ့အေဂျင့်ရဲ့အတွက်ခံမာတဲ့အခြေခံအုပ်မြစ်ကိုချမှတ်နိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာဒီဘက်အတွက်အထူးဒေသချင်းနေမီအသီးသီးကအရေးပါတဲ့သတင်းတွေကိုအသေးစိတ်စူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြီးစုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။နောက်တစ်ပတ်ဒီမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားပါဦးမယ်။အားလုံးပဲကိုယ်စိတ်နှပြချမ်းသာကြပါစေ။